ဒီဗီဒီယိုမှာကတော့ကျွန်တော်ဒီကွန်ပျူတာကိုအခုမှစတင်လေ့လာမယ်သူတွေဒီကွန်ပျူတာကိုအခုမှထိတွေ့ကင်တွယ်မဲ့သူတွေအတွက်ကိုဒီကွန်ပျူတာနဲ့ပတ်သက်ပြီးတော့အခြေခံဗဟုသုတတွေရယ်နောက်ပြီးတော့ဒီကွန်ပျူတာနဲ့ဆက်ဆက်ပြီးတော့ပေါ့နော်ဒီပစ္စည်းတွေပေါ့ဒီပစ္စည်းတွေရဲ့ဒီအတုံးလုံးအခေါ်အဝေါ်တွေကိုဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျအဓိကကတော့ဒီကွန်ပျူတာဆိုတာဘာလဲပေါ့နော်ဒီကွန်ပျူတာအခုမှကြားဘူးတယ်အခုမှလေ့လာရမယ်အခုမှထိတွေ့ကင်တွယ်ရမယ်သူတွေတက်ကိုကျွန်တော်ကယူရထားတာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီကွန်ပျူတာမှာပါဝင်တဲ့ဒီအစိတ်ပိုင်းတွေပေါ့နော်အဲ့ဒီဟာလေးကိုကျွန်တော်တစ်ချက်ကြည့်လိုက်ရအောင်ပါခင်ဗျကျွန်တော်ဒီကွန်ပျူတာလို့ပြောလိုက်တာနဲ့ကျွန်တော်ဒီ desktop ကွန်ပျူတာနဲ့ကျွန်တော်ဒီ laptop ဆိုပြီးတော့တန်းမြင်ကြမယ်ပေါ့ဗျာဆိုတော့သူတို့နှစ်ခုကဘာကွာလဲဆိုတော့ဒီ desktop ဆိုတာကတော့ကျွန်တော်တို့ဒီစပွဲကုံပေါ်မှာအဲ့လိုပေါ့ဒီအမြဲတစေပေါ့နော်ဒီ standby အနေနဲ့ဒီဘယ်မှတည်သွားလို့မရပါနဲ့ဒီမှာပဲပေါ့နော်ထိုင်ပြီးသုံးနေရတဲ့ပုံစံပေါ့ဒါကတော့ကျွန်တော်တို့ဒီအမြင်မှာတော်တော်ပဲခွဲလိုက်တယ်ပေါ့နော်ဆိုတော့ဒီဟာကိုကျွန်တော် desktop ကွန်ပျူတာလို့ခေါ်တယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဘာတွေပါဝင်တယ်လဲပေါ့နော်ဒီပစ္စည်းတွေမှာဆိုလို့ရှိရင်ဒီ monitor ပါမယ်ဒီ keyboard mouse ပါမယ်ဒါတော့အခြေခံပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမီးပြတ်တဲ့ခါအသုံးတဲ့ UPS တွေပါဝင်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီအဓိကဖြစ်တဲ့ပေါ့နော်ကျွန်တော်တို့ဒီကွန်ပျူတာရဲ့အဓိကဖြစ်တဲ့ဒီ system ပုံးပါဝင်တယ်ပေါ့နော်ဒီမှာဆိုတော့ကျွန်တော်တစ်ချက်ကြည့်လိုက်အောင်ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်ဒီ hardware တွေပေါ့နော်ဒါကတော့ကျွန်တော်ဒီ hardware ပေါ့အဲ့ဒီထဲမှာကျွန်တော်တို့ဒီ CPU တွေ graphic တွေRAM တွေပေါ့နော်ဒီအစားရှိတဲ့ပြင်ပါဝင်တယ်ဆိုတော့ဒါကတော့အကြမ်းမြင်မှတ်ထားပေါ့နော်ဒီနောက်ပိုင်းမှာကတော့ကျွန်တော်တို့ဒီတစ်ခုချင်းစီကိုအသေးစိတ်ပြန်ပြီးတော့ဒီရှင်းပြပေးမယ်ပေါ့ဒါကတော့ကျွန်တော်တို့ဒီကွန်ပျူတာနဲ့ပတ်သက်ပြီးတော့ဆက်ဆက်တဲ့ပစ္စည်းတွေပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒီ printer တွေပါဝင်အောင်မယ်နော်နောက်ထပ်ဒီကွန်ပျူတာနဲ့ဆက်ဆက်ပြီးတော့ပစ္စည်းတွေအများကြီးပဲရှိပါတော့ဒီ microphone တို့ jet တို့ earphone တို့ပေါ့နော်ဒီတာပုံဆွဲသူတွေဆိုရင် Darwin tablet တို့ဒီအစားရှိတဲ့ပြင်ပါဝင်တယ်ပေါ့ဆိုတော့ဒီတစ်ခုလုံးကိုကျွန်တော်တို့ဘယ်လိုခေါ်လို့ရတယ်လဲဆိုတော့ကျွန်တော်တို့ဒီ workstation ပေါ့နော်ဒီကွန်ပျူတာနဲ့ပတ်သက်ပြီးတော့ဒီထိုင်လို့ရတဲ့နေရာပေါ့ဒီ workstation လို့လည်းကျွန်တော်တို့ခေါ်ဝေါ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီကွန်ပျူတာနဲ့ပတ်သက်ပြီးတော့တည်တင်ထိထားတဲ့ဒီ hardware ပေါ့နော်ဒီ hardware ဘိုင်းလို့ပြောမယ်ပေါ့ကျွန်တော်တို့ဒီကွန်ပျူတာလို့ပြောလိုက်တာနဲ့ဒီတိရမယ်နှစ်ခုရှိတယ်အဲ့ဒါတော့ကျွန်တော်ဒီ software နဲ့ hardware ဆိုပြီးတော့နှစ်ခုရှိတယ်ပေါ့ဆိုတော့ hardware ဆိုတာကစောနာတုန်းကကျွန်တော်ဒီပြောလိုက်သလိုမျိုးပဲပေါ့နော်ကျွန်တော်ဒီထိတွေ့ကင်တွယ်လို့ရတဲ့ဟာမှန်တယ်များကိုကျွန်တော်တို့ဒီ hardware လို့ခေါ်တယ်ဒီထိတွေ့ကင်တွယ်လို့မရအောင်ဆိုလို့ရှိရင်ကျွန်တော်ဒီ software လို့ခေါ်တယ်ဥပမာပြကျွန်တော်ဒီမှာသုံးနေတဲ့ဟာဆိုရင်အကုန်လုံးကဒီ software တွေပဲပေါ့နော်ဒါဆိုကျွန်တော်တို့ထိတွေ့ကင်တွယ်လို့မရအောင်ဖြစ်နေတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဒီ software ဆိုပြီးအကြမ်းမြင်မှတ်ယူလို့ရပါတယ်ဆိုတော့ထိတွေ့ကင်တွယ်လို့ရတဲ့ဟာတွေကိုကျွန်တော်တို့ဒီ hardware ဆိုပြီးတော့မှတ်ယူလို့ရတယ်ဒါတော့ကျွန်တော်တို့ဒီအခြေခံဒီအခြေခံပေါ့နော်ကျွန်တော်တို့ဒီရေပူအားဖြင့်ဒီတည်တင်ထားတဲ့ knowledge ဖြစ်တယ်ပေါ့ဆိုတော့ဒီ software နဲ့ပတ်သက်ပြီးတော့ဒီထဲမှာဘာတွေပါဝင်တယ်လဲနောက်ပြီးတော့ကျွန်တော်တို့ဒီကွန်ပျူတာကိုဝယ်တော့မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးကြည့်ဝယ်ရမလဲပေါ့နော်ဒီကွန်ပျူတာတစ်လုံးကောင်းလားမကောင်းလားဆိုတဲ့ဟာကိုကျွန်တော်တို့ဒီဘယ်လိုမျိုးခွဲခြားမလဲပေါ့ဒီကွန်ပျူတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီသင်ခန်းစာတွေပေါ့နော်ဒီဗီဒီယိုတွေမှာပေါ့ဗျာဒီတစ်ပတ်ပြီးတစ်ပတ်ကျွန်တော်ပြန်ပြီးတော့မျှဝေပေးသွားအောင်မှာဖြစ်ပါတယ်ခင်ဗျဒီနေ့ဗီဒီယိုကတော့ကျွန်တော်ဒီလောက်ပဲပေါ့နော်ဒီနောက်နေ့တွေမှာကတော့ကျွန်တော်ဒီထက်အသေးစိတ်ပေါ့နော်ထပ်ပြီးတော့ပြန်ပြီးတော့ရှင်းပြပေးသွားအောင်မှာဖြစ်ပါတယ်ခင်ဗျဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ